Okay, rule နဲ့ပတ်သက်ပြီးလုပ်ငန်းစဉ်တွေအားလုံးလုပ်ဖို့အတွက်ပုံမှန်တိုင်းပဲတို့ကပြင်ဆင်မှုလေးရင်စမယ်။နံပါတ်1က repository တည်ဆောက်မယ် right click ထောက်မယ် new file ဆိုပြီးတော့ row ipo report.java လို့ပြောလိုက် Okay, row report sorry category လေးနော် category ဆိုတာ category I cat report လို့ပြောလိုက်မယ် cat ipo report.java လို့နော်ပြီးတော့ဒီက repository file မှန်းသိအောင်လို့ IPOSID repository annotation ထည့်ထားမယ် repository တွေက interface ဖြစ်မယ် interface ဖြစ်တဲ့ကြောင့်တို့က IND က interface လို့ပြောထားမယ်၎င်း interface ဖြစ်သွားတဲ့ repository ကိုမှ extend ဆိုပြီးတော့တို့ရဲ့ GPA repository ကို extend လုပ်မယ်၎င်းက category နဲ့ပတ်သက်ပြီးတော့ category model ကိုလုပ်တော့မှာ category ကလည်းအများကြီးမရှိဘူးဆိုတော့ integer တစ်တိုင်းပဲထားထားတယ်လက်တွေ့စမ်းကြည့်အောင် category ကို post to model တွေကထည့်ထားမယ်ပြီးတော့မှ category model ကိုတစ်ချက်လောက်နှိပ်ပြီးသွားကြည့်လိုက်ရင်၎င်းရဲ့ primary key က integer တွေတစ်တိုင်းဖြစ်အားလုံး up and running ဖြစ်သွားပြီပြီးမှတို့ကservice တည်ဆောက်အောင်ပေါ့နော်အဲ service တည်ဆောက်မယ်ဆိုတော့ service ကိုတစ်ချက်သွား right click ထား new java file class လို့တည်ဆောက်ပြီးတော့ cad tags at cfnc service ဆိုပြီးတော့ပြောထားမယ်၎င်းက service ဖြစ်ကြောင်း service class ဖြစ်ကြောင်း cfnc service annotation ပေးထားမယ်ပြီးတော့မှ၎င်းမှာ add auto wire ဆိုပြီးတော့သုံးမဲ့ကောင်ဖြစ်တဲ့ private final ပြီးတော့cd cat ipo report cat report လို့ပြောထားမယ်ပြီးတော့မှ၎င်း final category ကိုမှအလိုလျောက် constructor injection လုပ်ပေးဖို့က all argument constructor ကိုထည့်ထားမယ်ပြီးတော့လိုအပ်တဲ့တို့က service တွေက method တွေကိုတည်ဆောက်မယ်နံပါတ်1ကဒီ category ကလည်း software တို့ role နဲ့နည်းနည်းတူတယ်နော် category ကလည်းတက်ဆိုင်ရာတို့က category ထည့်တာရှိမယ်ထုတ်တာရှိမယ် delete ရှိတာလုပ်တာရှိနော်အဲ့တော့အရင်ဆုံးတို့ category all ယူတာလေးကိုအရင်သွားလောက်အောင် public list of category cd ကျော် category ပြီးတော့မှget all ဆိုပြီးတော့၎င်းကိုခေါ်ခဲ့ရင်တို့က category အားလုံးကိုဟို database ရယူပြီးတော့ပြန်ပေးမယ်အဲ့တော့ list က java ယူထည့်တဲ့ကcategory က model တွေကအားလုံးပြန်ပေးမှဖြစ်တဲ့အကြောင်းတို့က list of category category ဆိုပြီးတော့ cat များဆိုပြီးဘယ်ကနေရမလဲဆိုတော့တို့ရဲ့ cat repo.file all ကနေရပြီးတော့ return ဆိုပြီး၎င်း cat တွေပြန်ပေးလိုက်ရင်အားလုံး up and running ဖြစ်သွားတယ်ဟုတ်နော်ဒါက category အားလုံးယူတာအဲ့တော့ category အတစ်ထည့်တာရောအဲ့တော့ public ဆိုပြီးတော့အတစ်ထည့်မယ်ဆိုရင် add ဆိုပြီးတော့အတစ်ထည့်ခြင်းတဲ့ category ရဲ့ name ကိုပေးလို့ရတယ်လို့ category ဆိုပြီးတော့ဒီလာပေးလို့ရတယ်တို့က name ကိုပေးမယ်ခဏက name ကိုပေးတဲ့ပုံစံပြောင်းမယ်နော်အဲ့ cat repo ကနေပြီးတော့ save ဆိုပြီးတော့၎င်း category ကို save ပြီးလိုက်ဟုတ်ပြီနော်ပြီးတော့မှတို့ကဘာလုပ်မလဲဆိုတော့ public ဆိုပြီးတော့ void category ကို update လုပ်မယ် update cat ဆိုပြီးတော့ update လုပ်ချင်တဲ့ category ရဲ့ဒီမှာနာမည်ဟို category type ကိုဒီမှာ category instance ကိုပေးရမယ်၎င်း category instance ကိုသုံးမှတို့ကရှိမရှိရှာတာတို့ဘာလို့ပေါ့ category တကယ်တော့ရှိပြီးသားပါเนาะတို့အနေနဲ့exit category ဆိုပြီးတော့ဘယ်ရမလဲဆိုတော့ cat ipo report.file by id ဆိုပြီးကားတော့ရောက်လာတယ် category တော့ id ကိုယူပြီးရှာမယ်ဒီကောင်ပြောတာเนาะဒီ parameter တွေက category တော့ id ကိုယူပြီးရှာမယ်ရှာရင် category တော့ id မဟုတ် get id เนาะရှိတဲ့ကောင်တော့ get id လို့ရှာမယ်တွေ့ခဲ့ရင်တစ်မျိုးမတွေ့ခဲ့ရင် or arch မှာ throw ဆိုပြီး exception throw လုပ်မယ် throw လုပ်တဲ့ exception ထဲမှာဒီတို့callback function လေးကနေပြီးတော့ new ဆိုပြီးတော့ runtime runtime exception လေးကိုပေးထားမယ်အဲ့မှာ exception မှာ no category with that id နော်မှာ no category with that id အဲ့ရှာနေတဲ့ id နဲ့ category မရှိပါဘူးပေါ့လေနော်အဲ့ဒါမှရှိခဲ့ရင်တို့ကဘာလုပ်မလဲဆိုတော့return ဆိုပြီးတော့ update လုပ်ပေးရမှာလေ sorry update လုပ်မယ်ဆိုတော့ cat ip ကဲရေးပေါ့ဒီလိုစစ်လဲရရနော် exit category ရှိခဲ့တယ်ဆိုရင်ဒါမှမဟုတ် exit category က not equal နားမဟုတ်ဘူးဆိုရင်အဲ့ဒါဆိုရင်တို့ကဘာလုပ်မလဲဆိုတော့၎င်း exit category ရဲ့name ကို exit category.set name ဆိုပြီးတော့ဘာလဲပေးမလဲဆိုတော့ category ရဲ့အပေါ်က name ကိုပေးလိုက် category.get name ဆိုပြီးတော့နော်ပြီးမှတို့က save လိုက်မယ်ဆိုတော့ get report.save ဆိုပြီးတော့၎င်း exiting category ကို save လိုက်မယ်ဒီပုံစံမရေးချင်ဘူးဒီမှာတိတ်မကြဘူးဘယ်လိုပုံစံရေးမလဲဆိုတော့ဒီမှာတန်ဖိုးနှစ်ခုပေးခိုင်းမယ် ဒီလိုပုံစံရေးလဲမမှားဘူးပေါ့ထပ်ထင်းမှန်တယ်ပြဿနာလုံးဝမရှိဘူးเนาะဒါပေမဲ့အရင်တို့ row မှာရေးခဲ့တဲ့အတိုင်းပဲနံပါတ်1က integer data type
ID ပေးရမယ် string update လုပ်ချင်တဲ့ category ရဲ့ name ပေးရမယ်ဘာလို့ category မှာ name တစ်ခုပဲ update လုပ်ချင်တာလို့ပါပေါ့နော်ဒီ ID နဲ့ရှာမယ်မတွေ့ရင် exception throw မယ်တွေ့ခဲ့ရဆိုရင်ဒီမှာလာပြီးတော့ category လိုပဲနာမည်ပြောင်းထားမယ်မတွေ့ခဲ့ရင်ပြည့်လာတဲ့မျိုးတွေ့ခဲ့ဆိုရင်၎င်းရဲ့နာမည်ကိုဟိုမှာအသစ်ပေးလိုက်တယ်ဒီ name ကိုပေးထားမယ်ပြီးတော့၎င်း category ကို update လုပ်လိုက်ဟုတ်ပြီနော်ပြီးတော့ category ကိုဖြတ်မယ်ဆိုရင်ရောဖြတ်မယ်ဆိုရင်လည်း public void ဒီအောင်ပြီး drop cut ဆိုပြီးတော့drop ပဲရေးလိုက်မယ်လို့ integer data type နဲ့ဖြတ် integ ရဲ့ integer data type နဲ့ဖြတ်ချင်တဲ့ category ရဲ့ id ကိုတောင်းမယ်ပြီးတော့မြန်လေးပြီးတော့ဟိုက copy ကူးလိုက်မယ်၎င်းရှိလားလို့ရှာမယ်ရှိခဲ့တယ်ဆိုရင်နားမဟုတ်ခဲ့ဘူးဆိုရင်၎င်း cat repo report delete ဆိုပြီးတော့တိုးဖြတ်ချင်တဲ့ category ကိုပေးလိုက်ပြီးသွားရင်နော်အဲ့တော့ဒါ category service နဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့အချက်တွေပြင်ဆင်ခဲ့တာအချိန်ကိုကြည့်လိုက်တော့record လုပ်ထားတဲ့အချိန်က9မိနစ်ပဲရှိရတော့လို့ up and running ဖြစ်နေတယ် up and running ဖြစ်နေတော့ဒီ category controller ကိုတည်ဆောက် new file ဆိုပြီးတော့ cat controller.java ဆိုပြီးတည်ဆောက်လိုက်မယ်ဒီခါကတော့ category တွေကိုလိုအပ်တဲ့လုပ်ငန်းတွေအကုန်လုံးပါပေါ့နော်ထည့်မယ်ထုတ်မယ် delete လုပ်မယ် update လုပ်မယ်ပေါ့အဲ့တော့သူ့ controller annotation ထည့်ပြီးတာ controller annotation ထည့်ပြီးတော့သုံးသွားမယ် add auto auto wire မှာသူ့သုံးသွားမှာ private file နဲ့cat service ကိုသုံးသွားမယ် cat service လို့ဒီ cat service ကို constructor injection လုပ်ပေးလို့ရအောင် all argument constructor ကိုထည့်ထားမယ်ပြီးတော့မှသူကအလုပ်စလုပ်မယ်နံပါတ်1ကတော့ရိုးရိုးရှင်းရှင်းပဲ get mapping နဲ့လာမယ်ဒီမှာလာပြီးတော့ category အားလုံးအလုပ်လုပ်မဲ့ကောင်ဖြစ်တဲ့အတွက်ကြောင့် record iqest record mapping မှာငိုလာပြီး ctf cat လို့ထားပေးရမယ်ရနော်ctf cat လို့ထားပေးမယ်ရှင်းမှာမြင်းဆောင်လေးခံအောင်နော်မြင်းဆောင် cat okay ပြီးမှတို့ကဒီရောက်မှာကြတော့၎င်း cat တွေအားလုံးယူတဲ့ method ပြီးတော့တို့ကဒီမှာကြတော့ all လို့ပြောထားမယ် all လို့ပြောတာနဲ့တို့ဟိုဘက်က service တွေက category ကိုသွားယူမယ် list of category category cat များ cat service dot all cat all နော် cat all ပြီးတော့မှဒီ list ကို import လုပ်ထားမယ်ဒီ list ကပြတ်တာနည်းနည်းရှိရနော်ဒီ mapping တွေကမဟုတ်ဘူးနော် import org.hibernate.mapping တွေကမဟုတ်ဘူး Java ယူထည့်တယ်ပြီးတော့ category ကကြတော့ books တို့ရဲ့ model တွေကတစ်ချက်ထောက်တာ books တို့ရဲ့ model တွေက category ပြီးတော့၎င်း category အားလုံးကို response ပြန်ပေးမယ်template folder အောင်နော်အဲ့တော့ model ဆိုပြီးတော့ model ကလည်းကြည့်တော့ဒုတိယတစ်ခုနော် auto spring framework.ui နဲ့ရနော်အဲ ui နဲ့က model ဒီမှာလည်း mod က model ၎င်း model နဲ့အတူတူက template engine သွားတဲ့အခါ model တွေကို add attribute ဆိုပြီးတော့တို့ရဲ့ cat string အားလုံးထည့်ပေးလိုက်မယ်ဘယ်လိုသွားမှလဲဆိုတော့သူက category ရဲ့ all ဆိုတဲ့စာမျက်နှာကိုသွားမှဖြစ်တဲ့အတွက်ကြောင့်သူကဒီမှာသွားမယ့်စာမျက်နှာဟာဆိုရင်ဖြစ် category မြင်းဆောင် all ကိုသွားမှာနော် okay ဒီထိတော့ up and running ဖြစ်နေပြီ home သေချာစစ်ဖို့ပဲလိုတယ် home သေချာစစ်ဖို့ဆိုရင်တို့က navigation မှာတစ်ချက်ပြန်သွားမယ်ဒီ CATF cat တွေကိုခေါ်ထားတာလို့သိရအောင် nav.html ကိုဖွင့်မယ် category ကိုတွားကျင်နေဆို CATF cat ကိုခေါ်ထားမယ်နော် okay လောလောဆယ်တော့ up and running ဖြစ်နေပြီဒီ cat တွေအားလုံး loop ပတ်ဖို့ပဲကြံတော့တယ်နော် category all အဲ့တော့ category all loop ပတ်မယ်ဆိုတော့ category all.html ကိုဖွင့်မယ်ခဏမှ loop ပတ်မယ်အခုအရင်စမ်းကြည့်မယ်တို့ဟုတ်ပြီနော်အရင်စမ်းကြည့်မယ်ဆိုတော့စမ်းလို့တော့မရသေးဘူး category တစ်ခုမှမရှိသေးတော့ loop ပတ်တဲ့ပုံမှန်မှန်တယ်အဲ့တော့ဒီတစ်ခေါက် run မယ် run ပြီးတော့နောက်တစ်ခေါက်ကြာမှတို့က category အသစ်ထည့်ပြီးမှပဲအပြည့်အဝ feature ကိုခံစားလို့ရပါဘူးနော်အဲ့တော့အခု run ထားပါပြီ run ထားခြင်းအလုပ်လုပ်နေဇဲပါပဲ okay almost there okay we're good to go အဲ့တော့ပါလာပြီးတော့ local hooks ရဲ့ port number 3000အောင်သွားပါမယ်3000သွားပြီး enter ခောက်ပါမယ် category ကိုတစ်ချက်နှိပ်ရင်cat page all category ဆိုဒါလေးရပါနော်all category မှာဘာလို့ဒါတွေရှိနေတာလဲဒါတွေရှိနေဆို database မှာတစ်ချက်သွားကြည့်အောင်လို့ category စာမျက်နှာမှာဟိုမှာဆိုကြပါစို့ select/all from book ရဲ့မှာ CAT join category table တွေက book database ရဲ့ category table တွေကဘာတမိုးမှမရှိဘူးအဲ့တော့တို့ကဒီမှာပေါ်တဲ့တန်ဖိုးလေးတွေကဘယ်လိုဖြစ်တာလဲဘယ်လိုဖြစ်တာလဲဆိုရိုးရိုးရှင်းရှင်းပဲတို့ဒီမှာလာပြီးတော့ default generate လုပ်ထားတာတမလားဒီမှာ category တစ်ခုနှစ်ခုသုံးခုလေးခုဆိုပြီးတော့အဲ့လေးတွေကအောက်ဆုံးတစ်ခုအောက်ဆုံးသုံးခုကိုဖြတ်လိုက်မယ်တစ်ခုပဲကျန်တော့မှာပေါ့တို့နော်ဒီကောင်တစ်ချက်ပိတ်ထားမယ်ဒီမှာလာ control D နဲ့ save လိုက်မယ်ဒီကနေ refresh လုပ်ကြည့်အောင်ရအလုံးဖြူနော်
အလုံးဖြစ်ကတော့ template တစ်ခုလုံးပြန်ပြီး render ပြန်လုပ်မှအလုပ်ဖြစ်ပါပေါ့နော်အဲ့ပြန်တာမရှိဘူးလောတယ်တို့ဒါ category အတုတစ်ခုပဲရှိသေးတယ်အစစ်ရလာအောင်လို့နောက်သင်ခန်းစာမှာ category ထည့်ပြီးမှ all generate ပြန်လုပ်မယ်နော်အဲ့နောက်သင်ခန်းစာမှာတွေ့မယ်